တွေ့တလောက်ပြီးကမင်းသားငါကိုတော်မျက်နှာကိုဘာလို့ကြည်ဝန်းတာလဲကျွန်တော်မျိုးမြင်ချင်းလို့ပါစစ်ပွဲအောင်မြင်တဲ့ဘရင်ကြီးဘလို့လဲဆိုတာကိုပါမြင်ပြီးတော့ဘလို့နေလဲမင်းကြီးကတာမန်လူနဲ့ဘာမှမကွာရှားပါဘူးမင်းကြီးကနေမီစင်မီလုံးကိုဘလို့အနိုင်လာခဲ့တာပါလဲငါတို့လူတွေကလက်နှစ်ဖက်ရှေ့ထောက်နှစ်ဖက်ရှိတာချင်းအတူတူပဲလက်နက်ကျွမ်းကျင်မှုနဲ့သူများထပ်ပိုးပြီးအားထုတ်ကြိုးစားမှသာနေမီဆယ်မီလုံးကိုအနိုင်ယူနိုင်မှာဒါဆိုရင်ကျွန်တော်ကလက်နက်ကျွမ်းကျင်ပြီးကြိုးစားရင်နေမီဆယ်မီလုံးကိုအနိုင်ယူနိုင်မှာပေါ့နေကောင်းကြမှာကြပါလားခင်ဗျာဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သူအရှေ့တောင်အာရှရဲ့ကြီးမားတဲ့အမ်ပါယာကြီးရဲ့ဧကရာဇ်အရှင်သခင်ဖြစ်တဲ့ဘုရင်နောင်ဟာမြန်မာနိုင်ငံကသာမကထိုင်းနိုင်ငံကပါလေးစားရတဲ့မြန်မာသူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်ဘုရင်နောင်ကိုဘုရင်နောင်ကျော်ထင်တော်ရထဟူ၍၎င်းဟန်သာဝတီဆင်ဖြူများရှင်လို့လည်းအသိများပါတယ်ထိုင်းသမိုင်းရာဇဝင်တွေမှာတော့ဘုရင်နောင်ကိုဒတ္တဒီတဝိဇယအရက်10မျက်နှာကိုအောင်နိုင်သူဟုခေါ်တွင်ကြည်ညိုကြပါတယ်မည်သို့ဆိုပါသည်ဘုရင်နောင်ကို16ရာစုအရှေ့တောင်အာရှသမိုင်းမှာအရေးပါတဲ့နာမည်အကျော်ကြားဆုံးဘုရင်တစ်ပါးအဖြစ်လက်ခံထားကြပါတယ်ဒီနေရာမှာကျွန်တော်တခုပြောချင်တာရှိပါတယ်ကိုမြန်မာဘုရင်မို့ဘုံတော်ပွဲတွေနဲ့တင်စားပြီးကွန်တက်တစ်ခုရအောင်ဖန်တီးထားတယ်လို့မထင်စေချင်ပါဘူးနော်ဒီနေ့ခေတ်ကာလမှာတော့နိုင်ငံတွေကကိုယ်နိုင်ငံနယ်နိမိတ်ပိုင်နက်ကိုစီနဲ့အုပ်ချုပ်နေထိုင်ကြပေမဲ့တပ်ဦးဆန်ပိုင်းခေတ်ကာလမှာတော့နယ်မြေချဲ့ထွင်တာစစ်လက်နက်အင်အားပြိုင်ဆိုင်တာတွေကကမ္ဘာအရပ်ရပ်မှာရှိခဲ့ကြပါတယ်ဝီတိုရီယာဘုရင်မကြီးဟာအင်္ဂလန်သမိုင်းအတွက်ဂုဏ်ပြုလေးစားထိုက်တဲ့ပုဂ္ဂိုလ်ထူးတစ်ပါးဖြစ်ပေမဲ့ကျွန်တော်တို့မြန်မာပြည်သားတွေအတွက်တော့နယ်ချဲ့ဘုရင်မတစ်ပါးထက်မပိုပါဘူးထို့အတူပဲဘုရင်နောင်မင်းတရားကြီးဟာလည်းကျွန်တော်တို့အတွက်သူရဲကောင်းဘုရင်ဖြစ်ပေမဲ့အယုဒ္ဓယပြည်သူတွေအတွက်ကနယ်ချဲ့ဘုရင်တစ်ပါးပါပဲဒါပေမဲ့ဘုရင်နောင်မင်းကြီးကိုထိုင်းပြည်သူတွေကလေးစားကြပါတယ်ကျွန်တော်လည်းဒီအချက်ကိုစဉ်းစားခဲ့ရပါတယ်ဘာလို့များနယ်ချဲ့ဘုရင်ကိုလေးစားကြတာလဲဆိုတာကိုပေါ့ကျွန်တော်တို့မြန်မာလူမျိုးတွေကပျော်ပျော်နေပြီးခွန်းလွတ်တတ်ကြသလိုကျေးဇူးသိတတ်ကြပါတယ်အဲ့ဒီကျေးဇူးသိတတ်တဲ့အမြင်လေးနဲ့နယ်ချဲ့အင်္ဂလိပ်တွေရဲ့ကျေးဇူးတရားတွေကိုမြင်ကြည့်ရအောင်ဗျအင်္ဂလိပ်တွေရောက်ရှိလာတာကြောင့်ခေတ်မီပညာရေးဘာသာရေးကျန်းမာရေးအဆောက်အဦတွေရှိလာရပါတယ်နိုင်ငံတကာနဲ့ကုန်သွယ်မှုတွေစီးပွားရေးအမြင်သစ်တွေရရှိလာရပါတယ်လန်ဒရာတွေဖောက်လုပ်ပေးခဲ့တာကြောင့်ရေကြောင်းကုန်းကြောင်းသွာလာဆက်သွယ်ရေးတွေအဆင်ပြေလာခဲ့ပြီးယနေ့ခေတ်ပို့ဆောင်ဆက်သွယ်ရေးအတွက်အခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပါတယ်သူ့ကျွန်နယ်ချဲ့ကျွန်ဖြစ်ခဲ့ရပေမဲ့မြမတပ်ဦးဆန်ပိုင်းစနစ်မှာအမြင့်တွယ်နေခဲ့တဲ့ကျွန်စနစ်ပပျောက်ခဲ့ပါတယ်စကားကြောခြေသွားပြီမို့ဘုရင်နောင်ရဲ့အကြောင်းဆက်ပြရသည်ပဲခမဘုရင်နောင်ကိုခမဲတော်မင်းကြီးဆွေနဲ့မဲတော်ရှင်မျိုးမြတ်တို့မှမြန်မာတက္ကရာ888ခုတဘိုးရွယ်လဆန်း12ရက်ဗုဒ္ဓဖူးနေ့ခရစ်နှစ်1516ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာမွေးဖွားခဲ့ပါတယ်မိခင်ဖြစ်သူချင်းမျိုးမြတ်ကတပင်ချွေထီးရဲ့နှုတ်ထိန်ဖြစ်တာကြောင့်တပင်ချွေထီးနဲ့ဘုရင်နောင်ကအသက်သိပ်မကွာလှပဲနှုတ်ဆုပတ်များဖြစ်တာကြောင့်တဦးနဲ့တဦးအလွန်ပင်ချစ်ခင်ကြတယ်လို့သိရပါတယ်အခုပြပြီးသွားတဲ့ဟုံဆာဝတီဇလန်တွဲတဲ့ကမင်းကြီးစွာနဲ့နရဲစွမ်ရဲ့ bromance ကိုတီတီနဲ့ထွတ်ထွတ်တို့အတွဲကရည်တာပေါ့တီတီနဲ့ထွတ်ထွတ်တို့ bromance ကိုသိကြရင်တပင်ချွေထီးဝတ္ထုတော်ကြီးစာအုပ်မှာဖတ်ကြည့်လို့ရပါတယ်ခင်ဗျာထွတ်ထွတ်ဆိုတာကဘုရင်နောင်ကိုပြောတာဖြစ်ပြီးငယ်နမဲချင်းရဲထွတ်ကထွတ်ကိုအဖျားဆွတ်ပြီးနှလုံးထက်ခေါ်ထားတာပါဘလောက်တောင်အသေးရသေးရလဲနော်အဲ့ဒီထွတ်ထွတ်ကထီထီကိုအရန်ချစ်ပေမဲ့တကယ်တော့အဖြောင်ပါကျွန်တော်တွေးသလိုတက်တန်ရောင်စင်တွေဖြာနေမှာဆိုလို့ကြိုပြောထားတာပါထွတ်ထွတ်ကထီထီရဲ့အမတော်ခင်ခင်ကြီးနဲ့ချစ်ကြိုးသွယ်ပါတယ်အဲ့ဒါကိုထီထီရဲ့ခမဲတော်မင်းကြီးညိုကရာတသံပြက်အမျက်ရှာတော်မူခဲ့ပါတယ်အဲ့ဒီခေတ်ကပုံနှဖြူပုံနှညိုတွေကချင်းရဲထွတ်ဟာဇာတာကောင်းပြီးကြော်စောမဲ့သူဆိုတာကို6တင်ကြတော့မှကွက်မြက်မဲ့အစီအစဉ်ကိုပယ်ရှားတော်မူခဲ့တယ်လို့သိရပါတယ်တကယ်တော်ကြတဲ့ပညာရှင်တွေပါပဲသူတို့သာမတားခဲ့ကြရင်အကြီးဆုံးတောင်ငင်အင်ပါယာကြီးလည်းရှိလာမှာမဟုတ်ဘူးထီထီလည်းရင်ခွဲနာကြရမှာမင်းကြီးညိုလွန်တဲ့အခါတပင်ချွေထီးနန်းတက်ပါတယ်ဘုရင်နောင်ဟာတပင်ချွေထီးရဲ့အပားမှာအမှုတော်ထမ်းခဲ့ပါတယ်
တပင်ချွေတီကသူအရန်ချစ်တဲ့ရောက်ဖတော်ကိုကြော်ထင်တော်ရထားဖွဲ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်တပင်ချွေတီရဲ့နယ်မြေချဲ့ထွင်ရေးအမှုတော်တွေမှာဥဆောင်ပါဝင်ခဲ့ရပြီးတော့စစ်ပွဲတွေထဲမှာတော့နောင်ရိုးတိုက်ပွဲကထင်ရှားပါတယ်တပင်ချွေတီကချက်ကြီးပဲကြီးဆိုတော့တိုင်းပြည်ကိစ္စတွေမှာလက်ဟင်းလာသလိုဘရက်နောင်ဒလားကိုရောက်နေတဲ့အချိန်တနည်းထီအားကိုရတဲ့ထွတ်အနားမှာမရှိတဲ့အချိန်တမိန်စောထွတ်ဆိုတဲ့အမတ်တဦးကလှုပ်ကြံခဲ့ပါတယ်တပင်ချွေတီနေရွာဆန်တဲ့အခါတိုင်းပြည်ကသူတလူငါတမင်းဖြစ်နေတဲ့အချိန်တိုင်းပြည်ကိုပြန်လည်စည်းရုံးအောင်ကြိုးစားပြီးအကြီးမားဆုံးအမ်ပါယာကြီးဖြစ်အောင်ထူထောင်နိုင်ခဲ့တာကိုကြည်ချင်းအဖြစ်ဘရက်နောင်ရဲ့ဖုံးတကိုးဩဇာကိုကျွန်တော်တို့မြန်မာတွေသာမကထိုင်းတွေကပါလေးစားအထင်ကြီးခဲ့ရတာအထင်ရှားပါပဲဗျဒါကြောင့်ထိုင်းတွေကသမိုင်းနောက်ခံဇာတ်ကားတွေရိုက်တဲ့အခါဘရက်နောင်ကိုဘယ်တော့မှမလေးမစားမရိုက်ပါဘူးတခမ်းတနာနဲ့ဩဇာအာဏာပြေဝတဲ့မင်းတရားကြီးတစ်ပါးပုံစံကိုပုံရိပ်ကောင်းကောင်းနဲ့ရိုက်ပြပေးကြပါတယ်ကျွန်တော်တို့မြန်မာဘက်ကရုပ်ရှင်နယ်ပယ်မှာလည်းဒီလိုမျိုးရိုက်ပြလာပေးဖို့အများကြီးမျှော်လင့်ပါတယ်ပြောလို့ကလည်းကောင်းတယ်ဗျာအများကြီးပြောချင်သေးတာပါကျွန်တော်ပြောတာတွေကမပြည့်စုံဘူးမလုံလောက်ဘူးဆိုတာသိပါတယ်ဗျာနောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်ထပ်ပြောပြအောင်မဲ့ပုံကိုယ်တွေရှိသေးတာမို့အမြဲမပြတ်စောင့်ကြည့်အားပေးကြပါလို့တိုက်တွန်းရင်ဒီအသားပေးဗီဒီယိုလေးကိုဒီမှာပဲညနာပါရသည်ခင်ဗျာ